ပထမဦးဆုံးခင်ဗျားဖုန်းထဲကိုဝင်ထားသမျှ SMS တွေအကုန်လုံးကြည့်လို့ရအဲ့ဒါတွေမဲလားဆိုတော့မဟုတ်ဘူးခင်ဗျားဘသူနဲ့ဘယ်အချိန်မှာဘယ်နှစ်နာရီလောက်ဖုန်းပြောခဲ့ပါတွေကအစကြည့်လို့ရတယ်ခင်ဗျားရဲ့ဖုန်း contact ထဲမှာရှိသမျှ contact မင်းအမေကိုလည်းဟက်ပြမယ်မင်းဖေကိုလည်းဟက်ပြမယ်မင်းကိုလည်းဟက်ပြအောင်မယ်နောက်ဆုံးကွာမင်းတို့တရွာလုံးလည်းငါဟက်ပြမယ်စိတ်ဝင်စားအဲ့ဒါလည်းမဟုတ်ဘယ်လို hack တယ်ဆိုတာကိုကွာကျွန်တော်ရှင်းပြအောင်မယ်โอเค TV ချက်ကနေကြိုးဆိုပါတယ်ခင်ဗျားတို့เนาะတည်င်းမှာပဲဖြစ်ဖြစ်တငယ်ချင်းရဲ့တငယ်ချင်းနေပတ်ဝန်းကျင်တွေကနေပြီးတော့เนาะ hack ခံရတယ်ဆိုတဲ့တည်င်းတက်လေးတွေခင်ဗျားတို့ကြားဘူးလိမ့်မယ်เนาะဖုန်း hack ခံရလို့ဖုန်းနံပါတ်တွေပါသွားတာတို့အကောင့်တွေကပတ်စံတွေပါသွားတာတို့ social media မှာပောက်ကရပုံတွေတင်ခံရပါတယ်တို့เนาะTelegram ဘယ် group တွေညာ group တွေထဲမှာနာမည်ကြီးသွားပါတယ်တို့အဲ့ဒါမျိုးတွေခင်ဗျားတို့ကြားဘူးလိမ့်မယ်ဆိုတော့မေးစရာရှိတာ hack ခံရတယ်ဆိုတာဘာလဲဘယ်လို hack ခံရတာလဲဘာဖြစ်လို့ရော hack ခံရတာလဲပြီးရင်အဓိကမေးချင်တာအဲ့ဒီ hack ပါတယ်ဆိုတဲ့ hacker တွေကဘယ်လိုတွေ hack ကြတာလဲကျွန်တော်ဒီနေ့မှာခင်ဗျားကို hacker ကြီးလုပ်ပြမယ်โอเคဆိုတော့ပထမဆုံးဘယ်လို hack လဲဆိုတာနေပြီးတော့စပြောတာပေါ့နော်အဲ့မှာခင်ဗျားတို့ကျွန်တော်မေးလိမ့်မယ်မင်းဆရာကြီးမို့လို့လားဆရာကြီးတော့မဟုတ်ဘူးနော်ကလေးကွက်နဲ့ပဲခင်ဗျားတို့ကိုပြပေးမှာနော်ဒါပေမဲ့အဲ့ဒီကလေးကွက်ကခင်ဗျားတို့တရွာလုံးကို hack လို့ရသွားနိုင်တယ်ခင်ဗျားတို့မှာဘယ်လိုကာကွယ်ရမလဲဆိုတာတွေမသိရင်ပိုဆိုးတာပေါ့ဒီနေ့ဗီဒီယိုကြည့်ပြီးရင်တော့ခင်ဗျားတို့အဲ့လိုလွယ် hack ခံရတော့မှာတော့မဟုတ်ဘူးတကယ်တမ်းက hack ဖို့ဆိုတာဘာမှအများကြီးသိလို့လာတာမဟုတ်အင်တာနက်ကနေပြီးတော့အလွယ်တကူကောက်ဒေါင်းပြီးတော့တန်းပြီးတော့သုံးလို့ရတဲ့เนาะ ready made tools တွေအများကြီးရှိတယ်အဲ့ဒါနေနေမယ်ခင်ဗျားတို့ဒုက္ခတွေပေးလို့ရတယ်ဆိုတော့လက်တွေ့လုပ်ပြမယ်ပေါ့နော်လောက်ရတာလွယ်လေးဆိုတော့ဟုတ်ပြီဘာကို hack ကြမလဲဆိုတော့ရှင်းပါတယ်ဖုန်းပေါ့နော်ဒီဖုန်းထဲကနေပဲကျွန်တော်တို့ကကိစ္စအကုန်လုပ်ကြတာဟုတ်ဆိုတော့ကိုယ့်ရဲ့ကိုယ်တာကိစ္စတွေ learning ကိစ္စတွေအပန်းဖြေတာတွေဖွန်ကြောင်တာတွေအစရှိသဖြင့်အကုန်လုံးကဒီဖုန်းနဲ့ပဲလုပ်နေတာဆိုတော့ကိုယ့်နဲ့တသားတည်းရှိနေတဲ့အဲ့ဒီဖုန်းကို hack ခံလိုက်ရပြီဆိုရင်ကိုယ့်ရဲ့ personality ကိုယ့်ရဲ့ကိုယ်တာကိုယ့်ရဲ့အချက်အလက်တွေကိုယ့်ရဲ့ data တွေအကုန်ပါသွားတာပဲကိုယ့်ရဲ့တစ်ဘဝလုံးပါသွားတာပဲနော်ဆိုတော့ disclaimer အနေနဲ့ကြိုပြောချင်တာကဒီဗီဒီယိုကတခိုးလမ်းပြချင်တာမဟုတ်ဘူးဓမြဓာပေးလဲမဟုတ်ဘူးခင်ဗျားတို့ဘလို့အလုပ်လုပ်တယ်ဆိုတာကိုသိစေချင်လို့ဘလို့အလုပ်လုပ်လဲဆိုတာကိုသိတော့မှဘလို့ကာကွယ်ရမလဲဆိုတာကိုမျက်လုံးထဲမှာကွန်းကိုယ်ကြီးမြင်ရမှာအဲ့ဒီတော့မှတွင်းမှာဒါချီတွင်းလားရွှေတွင်းလားခင်ဗျားတို့ကောင်းကောင်းသိရလိမ့်မယ်ဆိုတော့စကြရအောင်ဘာတွေလုပ်မလဲပထမဆုံး hack ဖို့အတွက် tools တစ်ခုလိုမယ်အဲ့ဒီတော့ကိုပထမဆုံး internet ကနေပြီးတော့ hacker တွေတုံးတဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကလေးတွေတုံးတဲ့เนาะ script kiddie ပေါ့ kiddie လေးတွေတုံးတဲ့ tools တစ်ခုကိုကျွန်တော်သုံးပြမယ်ဒါပေမဲ့တခိုးလက်ပြဖြစ်မှာဆိုလို့ကျွန်တော်ကတော့ tools နာမည်ကိုတော့မပြောပြဘူးမေးချင်တယ်လို့မေးချင်တယ်လို့မေးမပြောပြဘူး okay ဆိုတော့ tool ကိုတော့ down ပြီးပြီပေါ့เนาะအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ခင်ဗျားဖုန်းထဲကို hack လုပ်မဲ့ malware app တစ်ခုကျွန်တော်တို့ prepare လုပ်ရဆိုတော့ malware ဆိုတာဘာကြီးလဲmalware ဆိုတာ hacker တွေကခင်ဗျားဖုန်းကိုထိခိုက်သွားအောင်ပျက်စီးသွားအောင်ဒါမှမဟုတ်လှမ်းပြီးတော့ထိန်းချုပ်လို့ရအောင် control လုပ်လို့ရအောင်လက်နက်တစ်ခုအနေနဲ့သုံးတဲ့ software လို့ခင်ဗျားလိုရင်းတို့ရှင်မှတ်ထားလို့ရတယ်အဲ့ဒီ malware ကသာခင်ဗျားရဲ့ဖုန်းထဲမှာရှိနေလို့ရှိရင်ခင်ဗျားဖုန်းကို malware ကနေတစ်ဆင့်ကြိုက်တယ်လို့ထိန်းချုပ်နေလို့ရတယ်အဲ့လိုထိန်းချုပ်ဖို့အတွက်ကျွန်တော်တို့ malware တစ်ခုလိုမယ်အဲ့ဒီအတွက်ကိုtools တစ်ခုသုံးပြီးတော့ကျွန်တော်တို့အရင်ထုတ်လိုက်မယ်ဒီမှာ fun fact တစ်ခုအနေနဲ့ပြောပြမယ်ဒီ malware app ထုတ်တဲ့နေရာမှာ application တစ်ခုကြီးအသစ်အတိုင်းထုတ်မှာမဟုတ်ဘူးသိမလား malware.apk ဆိုပြီးထွက်လာမှာမဟုတ်ဘူးရှိနေပြီးသား apk တွေကိုလည်းအဲ့ဒီ malware ကိုရောထည့်ပေးလိုက်လို့ရတယ်သိမလားဆိုလိုချင်တာခင်ဗျားကိုအစိတ်ကြီးပဲကျွေးစရာမလိုဘူးเนาะခင်ဗျားစားနေကြအစားအစာထဲမှာအစိတ်လေးလူးပေးလိုက်လို့ရတယ်ခင်ဗျားကတော့စားနေတာတော့ကြက်ပေါင်ကြီးပေါ့သိမလားကြက်ပေါင်ကြီးကြိုက်နေတာဒါပေမဲ့အဲ့ကြက်ပေါင်ကြီးထဲမှာအစိတ်တွေလူးထားတယ်ပေါ့အဲ့ဒီသဘောမျိုးပဲဆိုတော့ hacker ခင်ဗျားသုံးနေကြ app တစ်ခုခုတွေကို malware ရောထည့်ပေးလိုက်ရင်အဲ့ဒီ app က malware app ကြီးဖြစ်သွားမယ်အဲ့ဒါကိုလက်တွေ့ပြဖို့အတွက်ကိုကျွန်တော် GitHub ကနေပြီးတော့ open source game လေးတစ်ခုကို malware ထည့်ပြီးတော့လက်တွေ့စမ်းပြပထမဆုံး game ကိုယူလိုက်တယ်ပြီးတော့ရင်အဲ့ဒီ game တွေကို malware ကုတ်ထည့်မယ်ပြီးရင် command နဲ့ run ပြီးတော့ထည့်ပေးလိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ခင်ဗျားဖုန်းကိုထိန်းချုပ်လို့ရမယ့် malware app တစ်ခုရသွားပြီ
ခမားကိုယ်တိုင်ကလည်းဒါ malware app ဟုတ်လားမဟုတ်လားဆိုတာကိုမခွဲခြားနိုင်ဘူးဆိုလို့ရှိရင်ခင်ဗျာခံလိုက်ရပြီထိန်းချုပ်ခံလိုက်ရပြီဆိုတော့ဘယ်လိုထိန်းချုပ်မှာလဲဆိုတော့ malware app ရပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကအဲ့ဒီ malware app ကိုလှမ်းပြီးတော့ထိန်းချုပ်မဲ့ server တစ်ခုလိုတယ်အဲ့ဒီ server ကနေမှခင်ဗျာဖုန်းထဲမှာရှိတဲ့ malware app ကိုလှမ်းထိန်းချုပ်ပြီးတော့ခင်ဗျာဖုန်းကို hack ရမှာဒီလားအဲ့ဒါအတွက်ကိုကျွန်တော်တို့ VPS တစ်ခုသုံးဖို့အတွက်ပြင်ဆင်ထားတယ် VPS ဆိုတာ virtual private server ကိုပြောတာအရှိကြီးတော့မရှင်းပြနေတော့ဘူးဗျာဒီတိကျတော့မရှင်းပြတော့ဘူးဆိုတော့ VPS ဆိုတာကိုနော်အင်တာနက်မှာရှိတဲ့ဘယ်နေရာကနေမဆိုလှမ်းပြီးတော့ထိန်းချုပ်လို့ရအောင်လို့သုံးတဲ့ကွန်ပျူတာလို့ပဲသတ်မှတ်ထားလိုက်အဲ့ဒါဆိုရပြီနော်ဆိုတော့အဲ့ဒီ VPS လည်းရသွားပြီဆိုလို့ရှိရင်ဒီ VPS ပေါ်ကနေပြီးတော့လှမ်းထိန်းချုပ်ဖို့အတွက်2 ကို set up လုပ်လိုက်မယ်နော် IP တွေ port တွေဘာညာသတ်မှတ်ပေးလိုက်မယ် malware app ကနေပြီးတော့ VPS ကိုလှမ်းပြီးတော့ချိန်မှာကိုစောင့်နေလိုက်မယ် okay ဆိုတော့စိတ်ဝင်စားစရာအပိုင်းကရောက်လာပြီဘာလဲဆိုတော့ဒီ malware ကိုခင်ဗျားဖုန်းထဲရောက်အောင်ဘယ်လိုထည့်မလဲဆိုတော့ဒီနေရာမှာအလွယ်ဆုံးနည်းလမ်းကတော့ phishing လုပ်တာပဲဆိုတော့ phishing ဆိုတာဘာကြီးလဲ phishing ဆိုတာကိုမသိသေးတဲ့သူတွေအတွက်ပြောရမယ်ဆိုရင်ခမားကိုတနည်းအားဖြင့်ပေါ့နော်သွေးဆောင်ဖျားယောင်းပြီးတော့လိန်တာဥပမာအားဖြင့်ဒါလေးဝယ်ကြည့်လိုက်ရမ်းတန်တာဒါလေးတုံးကြည့်လိုက်စွမ်းကောင်းတာသိမလားစွမ်းဘေးကြည့်သွားမှာစွမ်းစော့ကြည့်သွားမှာအဲ့ဒါမျိုးလေးတွေပြောပြီးတော့ဒီ app ကိုမသွင်းအောင်လုပ်တာအဲ့ဒီမှာlink လေးကိုနှိပ်ပြီးတော့ဟိုလေးလှုပ်လိုက်တင်းတောင်းတန်ကန်ဆယ်မေးကြီးပေါက်မှာတော့ဒီ game လေးစမ်းစော့ကြည့်လိုက်နေချင်းညချင်းချမ်းသာသွားမှာတော့ဒီ APK လေးကို download GTA 5 ကိုမင်းဖုန်းထဲမှာဆော့လို့ရမှာတော့အရင်တော့ကတော့ဒါကိုကျွန်တော်တို့က meme အနေနဲ့သုံးတာအခုကတော့ win later နဲ့တကယ်သုံးလို့ရတယ်ထားပါတော့เนาะခင်ဗျားကိုသွေးဆောင်ဖျောင်းလို့ရတဲ့နည်းတွေအများကြီးရှိတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ကခင်ဗျားကိုဒီ application လေးသုံးကြည့်လိုက်เนาะငါဆော့နေကြ game လေးနဲ့မိတ်ဆက်ပေးမယ်ဘာညာနဲ့ social engineering နည်းနဲ့ phishing လုပ်ပြီးတော့ထည့်လို့ရတာလည်းရှိတယ်ဒါမှမဟုတ်ခင်ဗျားကအဲ့လိုမဟုတ်ဘူးပေါ့เนาะမမေကပြောထားတယ်เนาะဒဇိမ့်နေပြောတာကိုမယုံရဘူးဒဇိမ့်နေပေးတာမယူရဘူးအဲ့လိုမျိုးခံယူထားတဲ့တားလိမ်မာလေးဆိုလို့ရှိရင်အင်တာနက်မှာ malware ပါတဲ့ app ကိုတင်ထားလိုက်ပြီးတော့ခင်ဗျားစိတ်ဝင်စားလာအောင်ဘယ်လိုပြောရမလဲထောင်ချောက်ဆင်ပြီးတော့စောင့်နေလို့ရတယ်ခင်ဗျားမသိဘဲနဲ့သွားထောင်းမိတယ်ဆိုလို့ရှိရင်နေထိုင်ရင်ထီပေါက်သွားမယ်ပေါ့ဆိုတော့ application တွေကိုတွေ့ကြရနေရတွေ့ကြရ website ကနေပြီးတော့ရှောက် down တက်တယ်ဆိုရင်တော့သတိသာထားနေလိုက်တော့ဒီနေရာမှာ pirate application တွေတုံးတဲ့သူတွေပါတယ်ဆိုလို့ရှိရင်ပို့ပြီးတော့သတိထားဖို့လိုတယ်ဘာလို့လဲဆိုတော့ပုံမှန်အားဖြင့် app အမှန်ကန်တွေကကျွန်တော်တို့ Google Play Store တို့ဘာတို့ကနေ down ရတယ်ဗျာအဲ့ဒီမှာ Google Play Protect ဆိုတဲ့ဟာရှိပြီးသား Google Play Store ကနေပြီးတော့ down လိုက်တဲ့ app က malware မဖြစ်ဖို့ဆိုတာကတော့ 99.99999% ယုံကြည်ရတယ်သူတို့မှာတားဆီးထားတဲ့ကန့်သက်ထားတဲ့ monitor လုပ်ထားတဲ့အရာတွေရှိတယ်ဒါပေမဲ့ခမားကနော်ဘာညာ .apk တို့ဘာလို့အဲ့လို down ပြီဆိုလို့ရှိရင်နည်းနည်း short ရှိတယ်အဲ့ဒါကြောင့်မို့လို့နော်အင်တာနက်ကနေပြီးတော့ဓာတ်ရိုက် down ထားတဲ့ APK တွေဆိုလို့ရှိရင်ခမားဖုန်းကသွင်းမှသေးကြလားမင်းတို့ယုံလားမင်းသေးကြတယ်နော်ဘာညာမေးနေတာအလက်ကမဟုတ်ဒီနေရာမှာ fan fact လေးတစ်ခုထည့်ပြောချင်တာကတွေးကြရ website ကနေပြီးတော့မ down နဲ့ဆိုတာထက်နောက်ထပ် view site တစ်ခုရှိသေးတယ်တွေးကြရ wifi ကိုလည်းရှောက်မချိတ်မိဖို့အရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ hacker ကခမား join ကျင်လာအောင်လို့เนาะ free wifi တွေကိုနာမည်အမျိုးမျိုးနဲ့လွှင့်ထားလိုက်ပြီးတော့ခင်ဗျာ malware app down တဲ့ website ကိုရောက်သွားအောင်မရောက်သွားအောင်လုပ်လိုက်လို့ရသေးတယ်အဲ့လိုလုပ်ဖို့ကလည်းအများကြီးမလိုလှဘူး micro controller လေးတစ်ခုကို program လုပ်ထားပြီးတော့ထားခြင်းတဲ့နေရာလေးမှာထားခဲ့လိုက်ရုံပဲဆိုတော့နောက်တစ်ခါအပြင်သွားလို့တနေရာမှာ wifi free ဆိုတိုင်းဂုံးစင်းမှုပဲတွေးမနေနဲ့အောင်ချီတွင်မှမသိရွှေတွင်မှမသိเนาะချီတွင်နေလေအောင်ပဲဆိုတော့ဟုတ်ပြီခင်ဗျာက app ကို down လိုက်မိပြီပဲထားပါတော့เนาะများတုံးနေတယ်ခံလိုက်ရပြီ install လုပ်မိသွားပြီဘာဆက်ဖြစ်မလဲဆိုတော့ဘာဆက်ဖြစ်မလဲဆိုတော့တစ်ဖက်က hacker စီမှာ malware နဲ့ connection ရပါပြီပြောရရင်ခင်ဗျာဖုန်း hack ခံလိုက်ရပြီဆိုတော့ဘာတွေလုပ်လို့ရလဲပထမဦးဆုံးခင်ဗျာဖုန်းထဲကိုဝင်ထားသမျှ SMS တွေအကုန်လုံးကြည့်လို့ရအဲ့ဒါနေမဲလားဆိုတော့မဟုတ်ဘူးခင်ဗျာဘသူနဲ့ဘယ်အချိန်မှာဘယ်နှစ်နာရီလောက်ဖုန်းပြောခဲ့ပါတွေကအစကြည့်လို့ရတယ်ခင်ဗျာရဲ့ဖုန်း contact ထဲမှာရှိသမျှ contact တွေ
ဥပမာခင်ဗျားရဲ့မိသားစုဝင်တွေနော်အဲ့မိသားစုဝင်တွေရဲ့နံပါတ်တွေခင်ဗျားရဲ့တငယ်ချင်းတွေရီးစားတွေ X တွေနော်ရှိသမျှအကုန်လုံးဝင်ကြည့်လို့ရတယ်အကုန်လုံးပြောလို့ရှိရင်များဖုန်းနံပါတ်တွားတောင်းထားပြီးတော့နော်ဖုန်းမခေါ်ရဲခဲ့တဲ့ခင်ဗျားရဲ့ crash ရဲ့ဖုန်းနံပါတ်လည်းရှိနေရင်မြင်ရလိမ့်မယ်ခင်ဗျားဖုန်းထဲက file တွေကိုကြည့်တာတို့ download ဆွဲတာတို့ file အသစ်တွေ upload ထပ်တက်သွားအောင်လုပ်တာတို့အဲ့ဒါတွေလည်းလှမ်းလုပ်လို့ရတယ်ဒါတော့မှခင်ဗျားဖုန်းကင်မရာကနေပြီးတော့ခင်ဗျားမသိဘဲနဲ့ဓာတ်ပုံရိုက်ထားတာတို့ screen share လုပ်ထားသလိုမျိုးပေါ့နော်ခင်ဗျားသုံးနေတာတွေကို तू ကဓာတ်ရိုက်ကြည့်လို့ရနေတာမျိုးတို့ location အတိအကျသိအောင်လုပ်နေတာမျိုးတို့အဲ့ဒါမျိုးတွေကတော့ကျွန်တော်ဟိုးရှိရှိတုန်းကလုပ်ခဲ့တဲ့အချိန်မှာတော့အထီတော့ရသေးတယ်အခုအချိန်မှာတော့ Android ရဲ့ security ကနည်းနည်းကောင်းလာတဲ့ခါကျတော့အဲ့ဒါတွေကတော့လုပ်လို့မရတော့ဘူးပေါ့နော်အဲ့ဒီ system တွေကိုပါ bypass လုပ်နိုင်တဲ့ဆရာကြီး application တွေရှိတယ်ဆရာကြီး malware တွေရှိရဆိုရင်တော့အဲ့ဒါတွေပါလုပ်လို့ရကောင်းရနိုင်တယ်ဒီမှာဂျားဖြတ်ပြောချင်တာကခင်ဗျားအခုချိန်ဒီ Android 10 အောက်ကိုသုံးနေသေးတယ်ဆိုရင်တော့အဲ့ဒီဖုန်းကို hacker စီကို delivery နဲ့သာလှမ်းပို့လိုက်တော့နော်တင်စားပြီးတော့ပြောတာဒါပေမဲ့လည်းအခုချိန်မှာတော့ Android 10 အောက်ကိုသုံးနေတဲ့သူကတော့မရှိတော့တော့ဘူးလို့တော့ထင်တာပဲဆိုတော့ပြောချင်တာကနော် Android version မြင့်သွားလို့တချို့ feature တွေကလုံးလို့မရတော့ဘူး hack လို့မရတော့ဘူးဆိုပေမဲ့စောစောတုန်းကပြောသလိုမျိုး SMS တွေဖက်လို့ရတာတို့ phone contact တွေကြည့်တာတို့နော် call log တွေကြည့်လို့ရတာတို့အဲ့ဒါတွေနဲ့နေမယ်ခင်ဗျားကိုဒုက္ခအများကြီးပေးလို့ရတယ်ခင်ဗျားကြားဦးတယ်မလားဘယ်မှမသိတဲ့သူတွေကကိုယ့်ဖုန်းကိုစက်တိုက်တွေခေါ်တယ်ဆယ်နီမျိုးစုံနဲ့အမျိုးမျိုးဆဲတယ်ပြီးရင်နော်ဆဲပြီးတော့ပတ်စံညှစ်တာတော့မပေးလို့ရှိရင်မိသားစုဝင်တွေတငယ်ချင်းတွေနဲ့ဒါမှမဟုတ်ကိုနေတိတိသမျှသူတွေကိုဖုန်းဆက်ပြီးတော့အရှက်လိုက်ခွဲတာတော့အဲ့ဒါမျိုးတွေလေအဲ့ဒါတွေကလည်းဒီ malware တွေစီကနေပြီးတော့ပါသွားတာမျိုးဖြစ်နိုင်ကြီးများတယ်အဲ့ဒါတွေမဟုတ်ဘူးခင်ဗျားက two factor authentication မှာညာသုံးနေဆိုရင်ကိုဖုန်းလေးကိုရောက်လာတဲ့ SMS ထဲကနေပြီးတော့ OTP ကလည်း hacker စီကနေအလွယ်တကူကြည့်လို့ရတယ်ဆိုတော့ two factor တိုင်းလည်းလုံခြုံလှတယ်လို့တော့ပြောလို့မရဘူးအထူးသဖြင့် SMS base OTP တွေကမလုံခြုံဆိုတော့ဒီ internet ကနေပြီးတော့เนาะ ready minute down ပြီးတော့သုံးလို့ရတဲ့ malware ကတော့ဒါလောက်ထိဒုက္ခပေးလို့ရနေတာเนาะခင်ဗျားကိုယ်တိုင်ဖန်တီးထားတဲ့ခင်ဗျားကိုယ်တိုင်ရေးထားတဲ့ malware ကြီးတာဆိုရင်ဘယ်လောက်တောင် real world မှာဒုက္ခပေးနိုင်မလဲတကယ်ဆရာကြီးတွေလှုပ်ထားတဲ့ malware တွေကဘယ်လောက်တောင်ကြမ်းလိုက်မလဲစဉ်းစားတာကြည့်ဘယ်လိုနည်းနဲ့ hack တာလဲဆိုတာကိုသိပြီဆိုတော့ဘယ်လိုကာကွယ်မလဲဆိုတဲ့ဟာကမေးစရာရှိလာပြီဆိုတော့ဒီတော့เนาะပထမဦးဆုံးတားတို့သမီးတို့ကိုသတိထားစေချင်တာကတူကရ website ကနေပြီးတော့ free ရတယ်ဆိုတိုင်းရှောက်မတောင်းနဲ့အဲ့ဒီ website ကယုံလားမယုံဘူးလားဆိုတာကိုနည်းနည်းပါးပါးလေးတော့ research လေးလုပ်เนาะပြီးတော့မှ down တာပြုတာလုပ်ပြီးရင်ကိုကတွေးကြရ wifi တွေကိုမစင်မကျင်သုံးတတ်တဲ့အကျင့်ကိုလည်းရှောင်နောက်ထပ်တစ်ခုကတွေးကြရ link ကိုသွားနှိပ်တတ်တဲ့အကျင့်လေးတွေကိုလည်းပြင်အောင် malware ထဲမဲ့ link လား phishing လုပ်မဲ့ link လားဆိုတာကိုကိုကမြင်ရတာမဟုတ်ဘူးပြီးရင်ပို့ပြီးတော့သတိထားမဲ့တစ်ချက်ကြံသေးတယ်အဲ့ဒါကတော့ permission တွေပောက်ကရတွေရှောက်ပေးတာတွေးကြရသိမလား permission တောင်းရင်ပေးလိုက်တာပဲအဲ့ကိစ္စခင်ဗျာ app တစ်ခုကိုသွင်းတော့မယ်ဆိုရင် install လုပ်ပြီဆိုရင်အဲ့ app ကခင်ဗျာအတွက် permission တွေတောင်းတယ်ဖုန်းရဲ့ဘယ်အပိုင်းတွေကိုတော့သုံးခွင့်ပြုပါဘယ်အပိုင်းတွေကိုတော့သူဝင်ကြည့်ခွင့်ပြုပါဆိုပြီးတော့ခွင့်တောင်းတယ်ဒီနေရာမှာသတိထားသင့်တာတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ malware app တွေကရှိသမျှ permission တွေတောင်းတာပြောရရင်ဒီဖုန်းတစ်ခုလုံးကို control လုပ်နိုင်ဖို့ဆိုတာခင်ဗျားစီကနေပြီးတော့ permission တွေပေးမှရမှာခင်ဗျား location permission ကိုပေးလိုက်ပြီဆိုလို့ရှိရင်ခင်ဗျားရဲ့ location ကို app ကနေယူသုံးလို့ရတယ် camera ဆိုရင်လည်း camera microphone ဆိုရင်လည်း microphone အဲ့လိုမျိုးကိုကအကုန်သွားပေးထားမှတော့ပြောရရင်တော့ तू ကကိုမသိဘဲနဲ့ယူသုံးနေတာမဟုတ်တော့ဘူးခင်ဗျားကိုမေးထားဒါလေးယူသုံးမယ်နော်ဆိုပြီးတော့ hacker မေးထားတာ哦အေးယူသုံးလေဆိုပြီးတော့ခင်ဗျားပြီးလှန်ပေးလိုက်တဲ့သဘောဖြစ်သွားတာဆိုတော့ဒီ app နဲ့ဒီ permission နဲ့သက်ဆိုင်ခြင်းရှိလားရှိတော့မှပေးဟိုကတောင်းနိုင်ဆိုမပေးနဲ့တချို့ app တွေဆိုလို့ရှိရင်သူတို့တောင်းတဲ့ permission တွေမပေးဘူးဆိုရင် app ကိုပါပေးမသုံးဘူးဆိုတာမျိုးတွေရှိတယ်ကျွန်တော်ဆိုလို့ရှိရင်အဲ့ဒါမျိုးဆိုရင်သုံးဖို့မသုံးနေတော့ဘူးညော့အင်းတယ်တဲ့ app တိုင်းကိုပြောတာတော့မဟုတ်ပါဘူးတချို့လိုအပ်တဲ့ app တွေဆိုရင်တော့လည်းပေးရတယ်ပေါ့ဥပမာအဖြစ် game တွေမှာဆိုလို့ရှိရင်သူတို့ resource တွေဘာညာ download storage permission ဘာညာပေးရတယ်အဲ့ဒါတော့မဖြစ်မနေပေးရတာပေါ့အဲ့လိုမှမဟုတ်ဘူး calculator app ကနေပြီးတော့เนาะခင်ဗျားကို camera permission လည်းတောင်းတယ် microphone permission လည်းတောင်းတယ် location permission လည်းတောင်းတယ်ဆိုတော့တခုခုတော့မှားနေပြီခက်ဝေးဝေးသာပြေးတော့ okay ဆိုတော့ဘယ်လိုတွေ hack ကြတယ်ဘယ်လိုတွေ hack ခံရနိုင်တယ်ဆိုတာကိုရောဘယ်လိုကာကွယ်ရမလဲဆိုတာကိုရောခင်ဗျားတို့အနေနဲ့အများတော့ awareness ရသွားလိမ့်မယ်လို့ထင်တယ်ဆိုတော့ခင်ဗျားတို့လည်းနောက်တစ်ခါပောက်ကရ app တွေသွင်းတာတွေဒေါင်းတာတွေနော်လောက်တော့မယ်ဆိုလို့ရှိရင်ကြည့်ချက်ပြီးတော့လောက်ပြုတ်ရ app တွေကိုလည်းလက်နဲ့တိုးတဲ့အကျင့်လေးကိုလည်းပြင်မိမိ privacy မိမိတာဝန်မယ် okay နောက်နေ့မှတွေ့တာပါ